ဒီရုပ်ရှင်ဟာနေမထွက်ပဲအမြဲတမ်းမောင်မိုက်နေတဲ့ခိဖက်ကဘာတစ်ခုကိုအခြေခံထားတာပါညစဉ်12နာရီတိတိမှာထူးဆန်းတဲ့ဖြစ်ရတစ်ခုဖြစ်လိရှိပြီးအဲ့ဒီအချိန်မှာလူတိုင်း9မိနစ်ကြာတေဆုံးသွားကပြန်နိုးလာတဲ့အခါမှာတော့ဘာဖြစ်ခဲ့တယ်ဆိုတာကိုဘာမှမှတ်မိခြင်းမရှိကြပါဘူးဇလန်အစမှာမင်းသားဂျွန်မာဒေါ့ဟာမောင်းမိုက်နေတဲ့ရေချိုးကန်းတစ်ခုထဲမှာကြောက်လန့်တကြားနဲ့နိုးလာပါတယ်သူဘလို့ရောက်နေတာလဲပြီးခဲ့တဲ့အပတ်တွေကဘာလုပ်ခဲ့တယ်လဲနောက်ဆုံးသူ့နာမည်ကဘယ်သူလဲဆိုတာတော့သူမမှတ်မိပါဘူးသူအဝတ်အစားလဲပြီးပတ်ဝန်းကျင်ကိုလိုက်ကြည့်တဲ့အခါ KH ဆိုတဲ့အခရာပါတဲ့လက်ဆွဲအိတ်တစ်လုံးကိုတွေ့ပါတယ်။အိတ်ကိုဖွင့်ကြည့်တော့ Shell Beach လို့ခေါ်တဲ့နေရာတစ်ခုကပေးပို့ထားတဲ့နှုတ်ခွန်းဆက်ကပ်ပြားတစ်ခုကိုတွေ့လာပါတယ်။မာထော့ခါအဲ့ဒီနေရာကိုတီချာမမှတ်မိပေမဲ့စိတ်ထဲမှာမှတ်ညံ့အပိုင်းစားတချို့ပေါ်လာပါတယ်။အဲ့ဒီအချိန်မှာပဲရေချိုးခန်းတွေကဖုံးငီလာပြီးသူတုံဆိုင်စွာနဲ့ကိုင်းလိုက်ပါတယ်။ဖုံးထဲကလူကသူ့ကိုယ်သူဒေါက်တာစခရိုက်ဘာလို့မိတ်ဆက်ပြီးမာထော့ကဲမှတ်ညံတွေဟာစမ်းသပ်မှုတစ်ခုမအောင်မြင်လို့ဖြစ်စင်းသွားတာထက်ကြောင်းအခုတော့လူတချို့ကသူ့ကိုလိုက်ရှာနေပြီထက်ကြောင်းပြောပါတယ်မာဒေါဘော်ဘီဇဝီဇဝါဖြစ်သွားပြီးဒေါက်တာဘာမှထပ်မပြောခင်ဖုံးချလိုက်ပါတယ်အဲ့ဒီနောက်သူတီးခိုနေတဲ့ဟိုတယ်ကနေထွက်ဖို့လှုပ်ချိန်မှာလဲခန္ဓာကိုယ်ပြုံးပြတ်ပန်းချဖြစ်နေတဲ့အမျိုးသမီးအလောင်းတစ်ခုကိုတွေ့လိုက်ရပါတယ်မာဒေါကြောက်လန့်ကြားနေစီခန်းထဲကပြေးထွက်လိုက်တဲ့အခါအရက်အမောင်းမြင့်မားလို့နဲ့မျက်နှာဖြူဆုံနေတဲ့လူထူးဆန်း3ယောက်သူစီလာနေတာကိုတွေ့ပါတယ်ဟိုတယ်အဲကလော်ဘီရောက်တော့လူတိုင်းအိပ်ပျော်နေတာကိုတွေ့ရပြီးဓလေကားထဲမှာလည်းလူတွေဟာအသက်မရှိသလိုဖြစ်နေကြပါတယ်12နာရီထိုးလိုက်တာနဲ့လူအလုံးပြန်နိုးလာကြပါတယ်မာဒေါခါတာကိုအရန်ထူးဆန်းတဲ့လူခံစားပြီးဟိုတယ်ကနေချက်ချင်းထွက်သွားပါတယ်မကြခင်မှာပဲထူးဆန်းတဲ့လူတွေကဟိုတယ်ဝန်ထမ်းစီမာဒေါခကြောင့်မေးမြန်းပါတယ်ဝန်ထမ်းကအထီးမပေးနိုင်တဲ့အခါသူတို့ကထူးဆန်းတဲ့အရေးတစ်မျိုးထိုးထည့်ပြီးတတ်ပစ်လိုက်ပါတယ်တခြားတဲ့နေရာမှာတော့အမ်မာလို့ခေါ်တဲ့စင်တင်ဖြော်ဖြေသည့်တူကိုဒေါက်တာစခရိုက်ဘာကအရေးကြီးကိစ္စရှိလို့တွေ့ဖို့ခေါ်ပါတယ်ဒီနေရာမှာအမ်မာဟာမာဒေါ့ကဇနီးဖြစ်မှန်သိရပါတယ်ဒေါက်တာကမာဒေါ့ကမှတ်ညံဒီပျောက်ဆုံးနေပြီးလူဆိုးတွေလိုက်နေတဲ့ကြောင်းမာဒေါ့နဲ့တွေ့ရင်သူ့ကိုချက်ချင်းအကြောင်းကြားဖို့အမ်မာကိုပြောပါတယ်နောက်ညင်ခွေမှာတော့ရဲရရှိဘမ်စတက်နဲ့ရဲတွေဟာဟိုတယ်ကလူသက်မှုနေရာကိုရောက်လာပါတယ်ဒါဟာပြီးခဲ့တဲ့တလအတွက်6ခုမြောက်လူသက်မှုချစ်ပြီးအလောင်းဒီပေါ်မှာခယူပတ်ပုံစံသင်္ကေတတွေပါရှိနေပါတယ်မာဒေါ့ခါအဲ့ဒီဟိုတယ်မှာတီးကိုဟဲတာမို့ဘမ်စတက်ကသူ့ကိုအဓိကတန်တရားရှိသူဖြစ်သတ်မှတ်ပြီးအမ်မာကိုခေါ်ယူသတိပေးပါတယ်တစ်ဖက်မှာလည်းမာဒေါ့ခါမြို့ထဲမှာကြောက်လန့်တကြားလိုက်လျှောက်နေစင်မှာလက်ပွေရတွေကနေအလင်းရောင်ထရက်နေတာကိုသတိပြုမိပါတယ်သူ Shell Beach ကျော်ရဆိုင်ဘုတ်တစ်ခုရှေ့ကိုရောက်သွားပြီးအပေါ်တက်ကြည့်တဲ့အခါအစောကလူထူးဆန်း3ယောက်နဲ့ထိတ်တိုက်တွေ့ပါတယ်တယောက်ကမာဒေါ့ကိုအိပ်ပျော်သွားအောင်ဆွမ်းလာသုံးပေမဲ့မအောင်မြင်ပါဘူးStrangers တွေအံ့ဩနေတဲ့ဇင်းမှာပဲမာဒေါ့ကသူ့မှာရှိနေတဲ့စိတ်အာရုံနဲ့အရာဝတ္ထုတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအား telekinetic powers ကိုသုံးပြီးသူတို့ကိုပြန်တိုက်ခိုက်ပါတယ်။အဲ့ဒီနောက် Strangers တွေရဲ့မြေအောက်စခန်းကိုပြသပါတယ်။မာဒေါ့ကသူတို့လိုပဲစွမ်းအားရှိနေတာကိုအားလုံးအံ့ဩနေကြပါတယ်။မာဒေါ့က imprinting လို့ခေါ်တဲ့မှတ်ဉာဏ်ထည့်တဲ့နဲ့စမ်းသပ်မှုမှာပါဝင်ခဲ့သူဖြစ်ပြီးစွမ်းအားသုံးပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။အဲမာကအိမ်ပြန်ရောက်တော့မာဒေါ့ကိုတွေ့ပါတယ်။မာဒေါ့ကသူ့မကိုမမှတ်မိပေမဲ့သူ့လိပ်စာကအရာဒီမှာရှိတယ်ဆိုတာကိုသိလို့ရောက်လာတာဖြစ်ပါတယ်။မာဒေါ့ကလူတက်မှု6ခုအသက်တန်တရားရှိခံထားတဲ့ကြောင့်သိလိုက်တဲ့အခါလန့်ပြီးထွက်ပြေးသွားပြန်ပါတယ်။ညာသန်းကော်မဒီမှာ Strangers တွေအစည်းအဝေးလုပ်ပါတယ်။ဒေါက်တာစခရိုက်ဘာကသူတို့ကြားထဲမှာရှိနေတဲ့တယောက်ထဲသောလူသားဖြစ်ပြီးသူတို့ရဲ့သိပ္ပံဌာနကိုဦးဆောင်နေသူဖြစ်ပါတယ်။ည7နာရီထိုးတာနဲ့သူတို့ခေါင်းဆောင် Mr. Book ကမြို့ကိုရက်တန်းကြိုင်လိုက်ပါတယ်။လူအလုံးအိပ်ပျော်သွားကြပြီးမြို့ကြီးကပြောင်းလဲခြင်းတွေဖြစ်ပေါ်လာကြပါတယ်။ Strangers တွေက Tiny လို့ခေါ်တဲ့လုပ်ငန်းချင်းကိုလောက်ကြပါတယ်။လူတွေကိုဆေးထိုးပြီးသူတို့ရဲ့မှတ်ဉာဏ်ဟောင်းတွေကိုထက်ပြီးမတူညီတဲ့နူနီမှုဘဝတစ်တွေကိုထည့်ပေးပါတယ်။ဥပမာလွန်ခဲ့တဲ့9မိနစ်ကဆရာဝန်ဖြစ်ခဲ့သူကအခုလူသက်မှုထူသွားနိုင်ပါတယ်။မာဒေါ့ကိုဖမ်းမှုအတွက် Strangers တယောက်ဖြစ်တဲ့ Mr. Han ကမာဒေါ့ရဲ့မှတ်ဉာဏ်တွေထည့်ထားတဲ့ဆေးကိုအထိုးခံလိုက်ပါတယ်။အဲ့ဒီနောက်သူကမာဒေါ့ရဲ့အသေးတွေအတိုင်းလိုက်လံရှာဖွေပါတယ်။မာဒေါ့က Shell Beach ကိုရှာဖွေကြိုးစားနေပါတယ်။လူတွေကိုမေးကြည့်ပေမဲ့ဘယ်သူမှမမှတ်မိကြပါဘူး။သူဟာလက်ဆွဲအိတ်ပေါ်ကနာမည်ရ Carl Harris ရဲ့အိမ်ကိုသွားပါတယ်။ Carl ကသူ့ကိုငယ်ငယ်စဉ်ကတည်းကတည်တယ်လို့ပြောပေမဲ့မာဒေါ့ကတော့ဘာမှမမှတ်မိပါဘူး။ Carl ကအမ်မာကိုလျှော့ဝှက်ဖုံးဆက်ပြီးမာဒေါ့ကြောက်နေတဲ့အကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနေရာကိုရဲရရှိ Bamstead နဲ့အမ်မာတို့ရောက်လာသလိုမာဒေါ့ရဲ့မှတ်ဉာဏ်တွေရှိနေတဲ့ Mr. Han လည်းရောက်လာပါတယ်။တိုက်ပွဲတွေဖြစ်နောက်မာဒေါ့ကို Bamstead ကဖမ်းဆီးပြီးစစ်ဆေးပါတယ်။မာဒေါ့က Bamstead ကို Shell Beach ကိုဘယ်လိုသွားရမလဲမှတ်မိသလားလို့ပြန်မေးလိုက်ပါတယ်။ Bamstead လည်းမမှတ်မိတာပြင်ဘာလို့အမြဲတမ်းညပဲဖြစ်နေရတယ်လဲဆိုတာကိုပါတန်တရားဝင်လာပါတယ်။နောက်ဆုံးမှာဒေါက်တာစခရိုက်ဘာကအမှန်တရားကိုဖွင့်တောက်လိုက်ပါတယ်။ Strangers တွေဟာမျိုးသွန်းတော်မဲ့အခြေအနေကကဘာကိုရောက်လာတဲ့ Grow တင်သားတွေဖြစ်ပါတယ်။
သူတို့မှာဝိညာဉ်ဆိုတဲ့စိုးမရှိတာကြောင့်လူသားတွေကိုဖမ်းဆီးပြီးမဲ့ညံတွေတနေ့မျိုးပြောင်းလဲထည့်ပြီးလူသားတွေရဲ့စိတ်ဓာတ်နဲ့ဝိညာဉ်အကြောင်းကိုစမ်းသပ်နေကြတာဖြစ်ပါတယ်။နေရောင်ကိုခောက်တာကြောင့်အမြဲတမ်းမောင်းမိုင်းနေအောင်လုပ်နေကြတာပါ။ Shell Beach လို့ခေါ်တာကတကယ်တမ်းနေရန်ဘောကပိုစတာတစ်ခုသာဖြစ်နေတာကိုသူတို့တွေ့လာရပါတယ်။အဲ့ဒီနေရန်ကိုဖောက်ကြည့်တဲ့အခါမြို့ကြီးကအာကသရှင်ထဲမှာလွတ်မျောနေတဲ့အဲ့ရများအာကသရင်ကြီးအခုသာဖြစ်ကြောင်းသိသွားကြပါတယ်။နောက်ဆုံးမှာမာဒေါ့ကို strangers တွေကဖမ်းမိသွားပါတယ်။ Mr. Book ကမာဒေါ့ရဲ့စိတ်ထဲကိုသူတို့ grow တင်သားအားလုံးရဲ့စိတ်တွေထည့်ပေးဖို့ဒေါက်တာကိုခိုင်းပါတယ်။ဒါပေမဲ့ဒေါက်တာကမာဒေါ့ကိုကူညီခြင်းတဲ့အတွက် grow တင်သားတွေရဲ့စိတ်အစားမာဒေါ့ရဲ့မညံအမှန်တွေနဲ့စွမ်းအားတွေကိုအပြည့်အဝအသုံးချနိုင်မဲ့စိတ်ကိုထိုးပေးရိုက်ပါတယ်။စွမ်းအားတွေအပြည့်အဝရသွားတဲ့မာဒေါ့က strangers တွေနဲ့ Mr. Book ကိုတိုက်ခိုက်ပြီးအနိုင်ယူသွားပါတယ်။မြို့ကြီးကိုလည်းသူ့ရဲ့စွမ်းအားနဲ့ပြန်လည်ပြုပြင်လိုက်ပါတယ်။သူဟာပင်လယ်ပြင်ကြီးကိုဖန်တီးလိုက်ပြီးအာကသရင်ကြီးကိုလှည့်ကနေရောင်ကြီးကိုယူဆောင်ခဲ့ပါတယ်။ဇက်သိန်းမှာတော့မာဒေါ့ကနေရောင်ကြီးအောက်မှာထိုင်နေတဲ့အဲမာသူမကတော့မာဒေါ့ကိုမမှတ်မိတော့တဲ့အဲမာစီကိုသွားပြီးမိတ်ဆက်ကပြောလိုက်တာနဲ့ရုပ်ရှင်ပြီးဆုံးသွားပါတယ်။